ဒီနေ့ဒီစီကားပေါ့နော် Twin Flame Journey နဲ့ပတ်သက်ပြီးတော့ Permanent Union ရဖို့အတွက်ဘာတွေလုပ်တင်တယ်လဲဆိုတာကိုဒီစီရဲ့ experience ကနေပြီးတော့ true ဒီစီကဒီနေ့ဒီ video လေးထဲမှာပေါ့နော်ဒီစီအားလုံးကိုပြပြီးသွားမှာဖြစ်ပါတယ်ပထမဒီစီရဲ့ Twin Flame Journey နဲ့ပတ်သက်ပြီးတော့ experience တင်ထားတဲ့ video လေးကိုမကြည့်ရသေးဘူးဆိုရင်တော့ပြန်ပြီးတော့ကြည့်ပေးဖို့အတွက် recommend လုပ်ချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ video ထဲမှာအရေးကြီးတဲ့များစွာသောအချက်လက်တွေပါတယ်။ဒီစီတွေ့ကြုံခဲ့ရတဲ့ journey ရဲ့အတွေ့အကြုံတွေလည်းပါတယ်။အဲဒါကြောင့်တစ်ခုခု clarity ရမယ်လို့မျှော်လင့်နေ။ဆိုတော့ကိုကဒီစီခုပြောနေတဲ့ video ကိုစတွေ့ပြီးဆိုကြတဲ့ဒါ universe ဘက်က science ပဲ။ဒီချက်ပို့ပြီး clarity ရဖို့ဒီ journey နဲ့ပတ်သက်ပြီးတော့ universe ဘက်က science တစ်ခုအနေနဲ့ claim လုပ်ပြီးတော့ဒီ video လေးကိုနားထောင်လို့ရပါတယ်။ So Twin Flame Journey မှာနော် Permanent Union ရဖို့ဘာလုပ်တယ်လဲဒါတရှိတာမန်သွေးခေါ်နေပဲတွေးမယ်လူတိုင်းတွေကိုချေရတဲ့သူနဲ့ပေါင်းစည်းခြင်းကြတာပဲအကယ်လို့ကိုချေရတဲ့သူကကိုယ့်ရဲ့ Twin Flame ဖြစ်နေတယ်ဆိုရင်ရောဘယ်လိုပဲမဆိုပေါင်းစည်းခြင်းကြတာပဲပေါင်းစည်းခွင့်ရခြင်းကြတာပဲအဲ့ဒီခံစားချက်ကိုဒီစီကောင်းကောင်းဝင်လာလေဒီစီကိုယ်တိုင်လည်းများစွာသော healing တွေလုပ်ခဲ့တယ် healing process များစွာကိုမှီဝဲခဲ့တယ်နော်ထိရောက်တဲ့စိတ်ထားပုံထားနည်းများစွာကိုဒီစီမှီဝဲခဲ့တယ်ထိရောက်သော healing process တွေကိုလုပ်ခဲ့တယ်ရှုံးကြည့်မှုတွေတခုနဲ့လုပ်တဲ့ပုံမှာဒီစီကိုယ်တိုင်လည်း Permanent Union ကိုရခဲ့တယ်ဒီစီထွင်နဲ့လက်တက်တဲ့အထိတွားခဲ့တယ်ဒီစီခဏဒီစီ Permanent Union ရခဲ့တယ်လက်တက်တဲ့အထိတွားခဲ့တယ်ဘာလို့ပြောရလဲဆိုတော့လူတွေက Twin Flame Journey လို့ပြောပြီးဆိုရင် Union မရဘူးလို့ထင်ကြလို့အဲ့ဒါကိုလက်မခံနိုင်ဘူးအဲ့ဒါကိုဒီစီလက်မခံနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့လေဒီစီကိုယ်တိုင်ဒီအခေါင်းတစ်ခုကြားနေခေါင်းတစ်လုံးပဲထွက်တာဒီစီမှာခေါင်းနှလုံးမရှိဘူးခေါင်းသုံးလုံးမရှိဘူးဒီစီဒီခေါင်းတစ်လုံးနဲ့ပဲရှိတာပါနော်ဒီစီလည်းဒီထမင်းကိုစားတယ်ဒီရေကိုတောက်တယ်နော်အားလုံးနဲ့အတူတူပဲဒီနှာခေါင်းကနေပဲအသက်ရှူတာနော်ဆိုတော့ဒီစီအောင် union ရတယ်ဆိုတော့ကျန်တဲ့လူတွေက union မရအောင်ပြောရင်ဒီစီလက်မခံနိုင်ဘူး union ဆိုတာတကယ်ရှိတယ်တကယ်ရှိလို့တကယ်ရထားတာဖြစ်တယ်နော်ဆိုတော့ဒီမှာဒါကိုခဏ remind လုပ်ချင်လို့ဒီစီဒီ permanent union ရထားတဲ့ marriage အထိရသွားပြီး happy family တခုတည်ဆောက်ထားတယ်ဘာကြောင့်ပြောလဲဆိုတော့ union ရှိရဆိုတော့အားလုံးသိစီချင်လို့ပြောချင်ဖြစ်တယ်ဒါပထမတစ်ချက်Permanent Union ဒီ Twin Flame Journey မှာရှိရဆိုတဲ့ယုံကြည်မှုရှိမှ Permanent Union ကရလာမှာဒီတစ်ခုကိုဒီစီပြောချင်တယ်။ဘာလို့ဆို Twin Flame Journey နဲ့ပတ်သက်ပြီးတော့ healer ပေါင်းများစွာရှိတယ် reader ပေါင်းများစွာရှိတယ် counseling လုပ်ပေးနေတဲ့လူပေါင်းများစွာရှိတယ်။အဲ့တော့လူတွေတယောက်နဲ့တယောက်ကြားအမြင်ယူဆသဘောထားတွေမတူဘူး healer တယောက်နဲ့တယောက်ကြား healing လုပ်ပေးတဲ့နည်းလမ်းတွေမတူနိုင်ဘူးဒါပေမဲ့ Twin Flame Journey နဲ့ပတ်သက်တဲ့ concept ကတော့တစ်ခုတည်းပဲရှိတယ် Twin Flame Journey မှာ concept တွေအများကြီးမကွဲပြားနေဘူးဒါပေမဲ့အခုဒီခေတ်မှာဒီခေတ်အခြေအနေမှာတွေ့နေရတဲ့အရာတွေကဘာလဲဆိုတော့ Twin Flame Journey နဲ့ပတ်သက်ပြီးတော့တယောက်တစ်ပေါက်ပြောနေတဲ့ concept တွေကိုမြင်နေရတယ်တယောက်ကပြောတယ် Twin Flame Journey ဆိုတာကတဲ့ကိုရှာဖွေဖို့အတွက်ပဲဖြစ်လာတဲ့ journey ရဲ့union အတွက်ဆိုတာမျိုးကြီးမဟုတ်ဘူးတဲ့ Twin Flame Journey ဆိုတာက self discovery လုပ်ရမယ့် journey တစ်ခုပဲတဲ့နော်အဲ့လိုမျိုးတချို့ကပြောကြတယ်တချို့ကြတော့လည်းဗာပြောလဲဆို Twin Flame Journey ဆိုတာတဲ့ karmic connection တွေနဲ့တူတယ်တဲ့အရန်နာကျင်ရပါတယ်တဲ့တချို့တွေအဲ့လိုမျိုးပြောကြတယ်ပေါ့နော်အဲ့တော့ဒီစီလေးလာထားတယ်ဒီစီအတွေ့အကြုံကနေပြီးတော့သင်ဘာလို့ဆိုဒီစီစာအုပ်ထဲမှာဖတ်ထားတာကိုလေ့လာတာကိုပြောတာမဟုတ်ဘူးဒီစီအတွေ့အကြုံကနေသင်ဒီစီ Twin Flame Journey နဲ့ပတ်သက်ပြီးတော့ဒီစီလက်ခံထားတယ်ဒီစီသင်ယူထားတဲ့ concept တစ်ခုကိုပြောရမယ်ဆိုရင်တော့ Twin Flame Journey ဆိုတာဒီ self discovery လုပ်တဲ့ journey ဖြစ်တဲ့အပြင်ဒီစီတို့ရဲ့ဖရာသခင်ကလူတွေတချို့နားလည်မဲ့ divine လို့လည်းပြောတယ် mother universe လို့လည်းပြောတယ် universe လို့လည်းပြောကြတယ်ဖရာသခင်လို့လည်းပြောကြတယ်ကိုလက်ခံထားတဲ့ပုံစံနဲ့ပြောလို့ရတယ်အဲ့တော့ဒီမှာဒီစီကပြောမယ်ဒီစီတို့ဖရာသခင်က Twin Flame Journey မှာ Twin Flame နဲ့တွေ့ဆုံပေးခဲ့ခြင်းဒီစီအတွေ့အကြုံရဆိုရင်တော့ဒီစီတို့ရဲ့ soul ဒီစီတို့ရဲ့ self discovery process လုပ်ခိုင်းခြင်းလို့လည်းပါတဲ့အပြင်ဒီစီတို့ရဲ့ soul growth ဖြစ်စေခြင်းလို့လည်းပါတဲ့အပြင်ဒီစီတို့ရဲ့ soul awakening completion ဖြစ်စေခြင်းလို့ပါတဲ့အပြင်ဒီစီတို့ရဲ့ twin နဲ့တွေ့ဆုံပေးတယ်ဆိုမှတော့ထို့သူနဲ့ပေါင်းစည်းကိုင်းစီခြင်းလို့လည်းတွေ့ဆုံပေးခြင်းဖြစ်တယ်လို့ဒီစီကဒါကို 100% လက်ခံတယ် self discovery တခုတည်းပဲအတွက်ပဲဒီ journey ကရထားတာဆိုရင်တော့ဒီချက်ကိုဒီစီလုံးဝကန့်ကွက်တယ်လက်မခံဘူးဒီ journey ဒီတနည်းပြောရမယ်ဆိုရင် Twin Flame တွေတော်တော်များများမှာအသိဘဝဆိုတာရှိတယ်
အတိတ်ဘဝမှာမပေါင်းစည်းခဲ့ရလို့ဒီဘဝမှာတွေ့ဆုံရတာဖြစ်တယ်အဲ့တော့အတိတ်ဘဝမှာမပေါင်းစည်းခဲ့ရအောင်ဆိုတော့ဘာကြောင့်မပေါင်းစည်းခဲ့ရတာလဲဆိုတော့အတိတ်ဘဝကိုတစ်ချက်သွားကြည့်မယ်အတိတ်ဘဝမှာမပေါင်းစည်းခဲ့ရတာက soul contract တွေအတိတ်ဘဝမှာကိုယ့်နဲ့ကိုယ့်ရဲ့ twin နဲ့ကြားမှာရှိရ soul contract တွေကိုပဲကြည်အောင်မချေနိုင်ခဲ့လို့လား complete ဖြစ်အောင်မလျှောက်လန်းနိုင်ခဲ့လို့ပဲလား soul purpose တွေရှိတယ် soul purpose တွေကိုမှအတိအကျမလျှောက်လန်းခဲ့လို့လား karmic pattern တွေကို clearing and cleansing ဖြစ်အောင်မလုပ်ခဲ့လို့လားလူတိုင်းဘဝမှာ karmic cycle ဆိုတာရှိတယ် twin flame journey မှာလည်း karmic cycle ဆိုတာရှိတယ် karmic connection မှာလည်း karmic cycle ဆိုတာရှိတယ် soulmate connection မှာလည်း karmic cycle ဆိုတာရှိတယ်ဘာ connection မှမရှိတဲ့လူတွေဘဝမှာလည်း karmic cycle ဆိုတာရှိတယ်ဘာဖြစ်လို့လဲကာမကိုတချို့မြန်မာလူပြောရမယ်ဆိုရင်ဘာလို့တချို့ပြောကြမလဲကိုပြုမှုကြတဲ့မြအရာပြန်ရရှိခြင်းလို့ဒီစီကတော့ပြောမယ်ကိုကောင်းတာလုပ်ခဲ့ရဆိုရင်ကောင်းကျိုးကာမခံစားရမယ်မကောင်းတာလုပ်ခဲ့ရင်မကောင်းတဲ့အကျိုးကာမခံစားရမယ်အဲ့လိုမျိုးလက်ခံထားတယ်ဆိုတော့အတိတ်ဘဝမှာကိုနဲ့ကိုရဲ့ twin နဲ့မပေါင်းစည်းခဲ့ရခြင်းမှာကာမတွေမကြေခဲ့လို့လားငကောင်းတော့ကာမတွေရှိနေခဲ့လို့လားတော့ third party situation တွေရှိနေthird party situation ဆိုတာလေကာမတွေရှိလို့ third party situation ဆိုတာရှိရ karmic cycle တွေမကြေမချင်း third party situation ဆိုတာရှိရ maybe တချို့တွေရဲ့ဘဝမှာ third party situation တွေတခြားသောမိန်းကလေးတခြားသောယောက်ျားလေးဖြစ်နေနိုင်တယ်တချို့တွေရဲ့ဘဝမှာ third party situation တွေအလုပ်ကိစ္စငွေကြေးပိုင်းဆိုင်ရာမိသားစုအရေးပိုင်းဆိုင်ရာသို့မဟုတ်တငယ်ချင်းနဲ့ပတ်သက်တဲ့ situation တွေစသဖြင့်အဲ့လိုမျိုး third party situation တွေဝင်third party situation ဆိုတဲ့အဓိပ္ပာယ်ကကိုနဲ့ကိုရဲ့ twin နဲ့ကြားမှာရှိတဲ့အခက်အခဲမှန်တယ်များကို third party situation လို့ခေါ်တယ်အဲ့မကြေခဲ့လို့ပဲလားဒါမှမဟုတ်ကိုယ့်ရဲ့ awakening ကို completion ဖြစ်အောင်မလုပ်ခဲ့လို့လား self discovery အပြည့်အဝမဖြစ်ခဲ့လို့လားဒါတွေကိုကြည့်ရမယ်ဒါတွေမဖြစ်ခဲ့လို့ union မရခဲ့တာ union မရခဲ့လို့လည်းဒီဘဝမှာတွေ့ရတာအဲ့တော့ universe က union မရခဲ့တဲ့သူနဲ့ဘာဖြစ်လို့ဒီဘဝမှာပြန်လည်တွေ့ဆုံပေးရလဲဒါတော့ကိုပဲစဉ်းစားကြည့်လိုက်အားလုံးကိုနဲ့ union မဖြစ်ခဲ့တဲ့ twin flame နဲ့ဒီဘဝမှာဘာကြောင့်ဒီလူနဲ့ပဲနောက်တစ်ချိန်ပြန်တွေ့ဆုံဖို့ပေးရလဲအကြောင်းရင်းတွေအများကြီးထွက်လာကြမယ်အားလုံးကောင်းထဲမှာဟုတ်တယ်နော်ငါဒီတေချာငါက healing မလုပ်ခဲ့လို့နှစ်ယောက်ကြားမှာရှိတဲ့ကာမာတွေ complete မဖြစ်ခဲ့လို့ငါနဲ့သူနဲ့ universe ကနောက်တစ်ချိန်ပြန်လဲတွေ့ဆုံပေးရဆိုတော့ငါတို့ကိုပေါင်းစည်းဖို့အတွက် chance တစ်ခုပေးလိုက်တာပဲအဲ့တော့ပေါင်းစည်းဖို့အတွက် chance အနေနဲ့ပေးလို့တွေ့ရတာမဟုတ်ဘူးလားအဲ့တော့ twin flame journey ကဘာကြောင့်ပေါင်းစည်းရဖို့ပဲတွေ့ရလို့မဟုတ်ဘူးလို့ဘာကြောင့်ပြောကြရလဲအဲ့ဒီမိကုံတစ်ခုဒီစီကအဲ့ဒီပြောတဲ့သူတွေကိုမိကုံတစ်ခုထုတ်ထင်တယ်နော်အဲ့တော့တခုတည်းစီပြောစင်တာက twin flame journey ကိုဖြတ်တန်းပြီးတော့ twin flame journey ကအတွေ့အကြုံတွေကိုရှောက်လှမ်းပြီးတော့ twin flame journey ကဘလို့လမ်းကြောင်းလဲဆိုတာကိုသိတဲ့သူကပဲဒီ journey ကိုကောင်းကောင်းလမ်းပြပေးနိုင်တာဒီစီကဒီစီတော်တယ်ဒီစီတက်တယ်ဒီစီပဲပြပေးနိုင်တယ်အဲ့ဒါကိုပြောစင်တာမဟုတ်ဘူးဒီစီတက်တော်တဲ့သူတွေရှိနိုင်ဒီစီတက်တတ်တဲ့သူတွေရှိနိုင်တယ်များစွာသော spiritual healer တွေ reader တွေအများကြီးရှိတယ်ဒီစီတက်တော်တဲ့ level တစ်ခုမှရှိတဲ့သူတွေအများကြီးပဲဒါပေမဲ့ဒီ journey မှာကိုကဆုံးခန်းပိုင်အောင်ထိမရောက်ခဲ့ဘူးဒီ journey မှာ permanent union နဲ့အထိမရခဲ့ဘူးကိုယ့်ရဲ့ awakening နဲ့ completion မဖြစ်သေးဘဲနဲ့ကိုကဒီ journey ကို time blame နေပြီးတော့ခေါင်းစဉ်တစ်ခု label တစ်ခုတက်ပြီးတော့နေလို့မရဘူးအဲ့ဒါတခုပဲဒီစီကပြောချင်တာဖြစ်တယ်အဲ့တော့ twin flame journey ဆိုတာဘာကြောင့်တွေ့ဆုံရတာလဲဆိုတော့ရည်ရွယ်ချက်ကိုအားလုံးသိဖို့လိုအပ်တယ်အဲ့တော့ကိုယ့်ရဲ့ soul growth ဖြစ်ဖို့ကိုယ့်ရဲ့ soul awakening ဖြစ်ဖို့ self discovery တေချာလုပ်ဖို့ကိုယ့်ရဲ့အားနည်းချက်အားသာချက်တွေကိုရှာဖွေဖို့နော်အဲ့ဒါတွေကို healing လုပ်ဖို့ကိုယ့်ရဲ့ energy block တွေကိုဖြည့်ဖို့ energy block တွေကိုဘယ်လိုပုံစံနဲ့ဖြည့်မလဲ energy healing process တွေကနေတစ်ဆင့်ဖြည့်မယ်နော်ဒါအပြင်ဘာအတွက်တွေ့ဆုံရတာလဲကိုနဲ့ကိုရဲ့ twin တွေကို universe ကပေါင်းစည်းခိုင်းစေချင်လို့တွေ့ဆုံရတာအဲ့ဒီရည်ရွယ်ချက်ကိုသိရမယ် twin flame journey ကိုရှောက်လန်းနေတယ် twin flame journey နဲ့တွေ့ဆုံရခြင်းရည်ရွယ်ချက်ကိုမသိဘူးဆိုရင်ဘာတွေပဲလုပ်ရည်ရွယ်ချက်မသိရင်ဘယ်လမ်းမဲ့ရှောက်မအောင်မြင်ဘူးဒါဒီစီကပုံပွင့်လင်းလင်းပြောလိုက်တာဘယ်သူမှဒီစီဒီမလုံးတွေမပေးချင်ဘူးမဟုတ်တဲ့စကားတွေမပြောချင်မဟုတ်တဲ့လမ်းပြမှုတွေမလုပ်ချင်ဘူးဒီစီပေးနိုင်တော့လမ်းပြမှုကိုဒီစီပေးမယ်အဲ့ဒါပဲဒီစီရွေးချက်ကလည်းဒီအခုဒီစီပြောတဲ့ message တွေကိုယုံကြည်တဲ့သူကရှောက်လန်းတော့မယုံကြည်နေခဲ့ရတယ်ဒါကဘယ်လိုလဲဆိုတော့လူတွေအားလုံးမှာကိုယ်ပိုင်ယူဆကိုယ်ပိုင်အတွေးခေါ်တွေဆိုတာရှိတယ်နောက်တစ်ခုကဒီစီရဲ့နောက်ခံ background voice လေးတွေဆိုတော့စိတ်မရှိပါနဲ့ဒီစီအဖွားရင်ကိုရောက်နေတာဖြစ်ကြောင်း background voice လေးရှိတယ်နော်အဲ့ဒီတော့လည်းအခုကကြိုးပြီး request လုပ်ချင်တဲ့စိတ်မရှိပါနဲ့နားထောင်လာအဆင်မပြေစိတ်မရှိပါနဲ့တောင်းပန်ပါတယ်ဆိုတော့ဆက်လက်ပြီးဒီစီကိုပြောရမယ်ဆိုရင် twin flame journey မှာ union လိုချင်တယ်ဆိုရင် twin flame journey မှာဘာကြောင့်ကို twin နဲ့တွေ့ဆုံရခြင်းဘာကြောင့်တွေ့ဆုံရတာလဲဆိုရင်ရည်ရွယ်ချက်သိဖို့လိုတယ်ရည်ရွယ်ချက်ကဘာလဲဒီစီအစမှာပြောခဲ့ပြီးသွားပြီဟုတ်ပြီရည်ရွယ်ချက်သိပြီဆိုတော့ဒီစီကိုဆက်လက်ပါလုပ်မလဲဒီ journey ကိုရှောက်လမ်းမယ်ဆိုရင်ဒီစီတို့ကဒီလူပေါ်မှာပဲအာရုံစိုက်ပြီးတော့ရှောက်လို့မရအောင်တေးကြတာတကူကဘာလို့ဆိုကိုနဲ့ကိုရဲ့ twin ဒီ same soul ဖြစ်တဲ့အတွက်ကြောင့်
နော် same ဆိုဖြစ်တဲ့ကြောင့်သူ့ပေါ်မှာပဲအာရုံစိုက်လို့မရကိုအာရုံစိုက်ဖို့လိုတယ်ကိုအာရုံအဲ့တော့ကိုအာရုံစိုက်ဖို့အတွက်ဒီစီကိုပထမဆုံးသိရမယ့်အရာကကိုယ့်ရဲ့ life purpose ကပါလေတနည်းပြောရင်ကိုယ့်ရဲ့ life mission ကပါလေကိုဒီကဘာကြီးတဲ့ကိုဘာလုပ်ဖို့အတွက်ရောက်လာတာလဲအဲ့ဒါကိုသိဖို့လိုတယ်ဒီတိုင်းငိုဖို့ပဲရောက်လာတာလားရီဖို့ပဲရောက်လာတာလားပျော်ဖို့ပဲရောက်လာတာလားစားဖို့ပဲရောက်လာတာတောက်ဖို့ပဲရောက်လာအိပ်ဖို့ပဲရောက်လာတာဘာအတွက်ရောက်လာတာလဲ life mission ကြီးမားတစ်ခုတော့ရှိမှာပဲနော်ဘယ်သူမှဒီတိုင်းဒီလောကကြီးတော့မရောက်တော့ life mission ဆိုတာရှိတယ်အဲ့ဒီ life mission ကိုသိအောင်လုပ်ရမယ်အဲ့ဒီ life mission ကိုသိနိုင်တဲ့အရာ life mission နဲ့ life purpose ကအတူတူပဲနော်အဲ့ဒီအရာကိုသိနိုင်တဲ့အရာနှစ်ချက်ရှိတယ်ပထမတစ်ချက်ကဘယ်လိုနည်းနဲ့သိနိုင်လဲဆို healing တွေတည်ချလို့ healing ဆိုတာ meditation တွေထိုင် inner work တွေအဲ့ဒါတွေတည်ချလို့ရင်ကိုယ့်ရဲ့ဉာဏ်အလင်းပွင့်လာမယ်ဉာဏ်အလင်းပွင့်လာတဲ့အခါကျကိုယ့် intuition ကောင်းလာမယ်အဲ့အခါကျရင်ကိုကအလိုနည်းကို life mission ဘာလဲသိလာမယ်အဲ့အခါကျရှောက်လာအဲ့လိုမျိုးအချက်ကိုမသုံးကြုံဆိုဒုတိယနည်းရပါလေဒုတိယနည်းကကြတော့ကိုယုံကြည်တဲ့ bell reader bell healer bell twin flame coach တွေပဲမဆိုသွားပြီးတော့ကိုယ့်ရဲ့ life purpose ဘာလဲလို့သမီးပါ personal check ပြီးတော့ reading ယူပြီးတော့သမီးပါအဲ့ဒီနှစ်ချက်ပဲရှိတယ်Okay အဲ့တော့ဒါကိုကြိုက်တဲ့လမ်းကိုရွေးချယ်လို့ရတယ်ဒါကိုယ့်ရဲ့ကိုယ်ပိုင်ရွေးချယ်မှုဘယ်သူမှတွန်းအားပေးလို့မရအောင်အဲ့တော့ဒီ zero ဒီ life mission ကိုသိပြီဆိုအဲ့ဒီ life mission ပေါ်မှာ focus ထားရမှာအဲ့ဒီ life mission ကဘယ်သူ life mission လဲဒီ zero ရဲ့ကိုယ်ပိုင် life mission အဲ့ဒီပေါ်မှာအာရုံထားမှာ twin flame ပေါ်မှာပဲအာရုံထားtwin flame တနေ့သူဘာတွေလုပ်နေလဲသူဘာတွေစားနေလဲသူဘယ်သူနဲ့ရှိနေလဲသူဘာတွေတင်ထားလဲသူဘာတွေငါ့ပေါ်မှာခံစားဒါတွေလိုက်ကြည့်နေရမှာမဟုတ်ဘူးကိုအာရုံဆိုင်ရမှာကို self focus ထားမှာအဲ့အတွက်ဒီ zero ကဘယ်ပိုင်းကို focus ကိုပြောင်းလိုက်လဲဆိုကိုယ့်ရဲ့ life purpose ပေါ်မှာရှောင်လန်းခြင်းပေါ်မှာဒီ zero ဒီအာရုံပြောင်းပြီးတော့ထားလိုက်တယ်နော်အဲ့အာရုံပြောင်းလိုက်ပြီနော်အာရုံကဘယ်ပိုင်းကိုပြောင်းလိုက်ပြီ life purpose ကိုပဲအာရုံထားလို့ဒီစီပြောလိုက်ပြီ life purpose ပေါ်မှာပဲရှောင်လန်း life purpose ကိုသိအောင်လို့အဲ့ဒီပေါ်မှာပဲအာရုံထားပြီးတော့life purpose ကတချို့တွေအတွက် career တွေထွက်တယ်တချို့တွေအတွက် career မဟုတ်ပဲနဲ့career ဘိုင်းဘာလို့ဆိုပြီးတော့မဟုတ်ပဲနဲ့တချို့တွေအတွက်ကိုယ့်ရဲ့ဆိုးကလှုပ်တဲ့လှုပ်ထိုက်တဲ့အရာတွေကိုလမ်းညွှန်ပေးရတယ်လည်းရှိတယ်ဒါကတော့တယောက်နဲ့တယောက် life purpose life mission မတူနိုင်ဘူးနော်အဲ့တော့ကိုယ့်ရဲ့ life purpose ကိုယ့်ရဲ့ life mission အတိုင်းသွားပါအဲ့ဒီပုံမှာအာရုံစိုက်မယ်နော်အဲ့ဒီပုံမှာအာရုံစိုက်ပြီးဆိုဘာလုပ်ရမလဲဆိုတော့ဒီစီရောကဒီ journey ကိုတွေ့ရတယ်ဆိုတာဘာလုပ်ဖို့တွေ့ရလို့ဒီစီပြောခဲ့လဲဆိုတော့ self discovery လုပ်ဖို့အတွက်တွေ့ရလို့ဒီစီပြောခဲ့တယ်အဲ့ self discovery လုပ်ခြင်းဆိုတဲ့ခေါင်းစဉ်အောင်မှာဘာတွေပါလဲဆိုတော့မြန်မာလိုဘာသာပြန်မယ် self discovery ဆိုတာဘာလဲ self discovery ဆိုတာကိုရှာဖွေခြင်းကိုရှာဖွေခြင်းအဲ့တော့ကိုရှာဖွေရတော့မယ်ဆိုတော့ဒီစီရိုးကကိုယ့်ရဲ့ဟိုးနည်းအထီကိုသွားပြီးတော့ရှာဖွေရမယ်အပေါ်ယံတော့လူတိုင်းရှာဖွေနိုင်တယ်မှန်တယ်ကြည့်လိုက်ဟိုငါဘယ်နေရာမှာမျက်လုံးရှိတယ်ငါဘယ်နေရာမှာနှာခမ်းရှိတယ်ငါဘယ်နေရာမှာငါပြုံးနေတယ်ငါဘယ်ကိစ္စကြောင့်ငါပျော်တယ်ဘယ်ကိစ္စကြောင့်ဝင်နေတာသိရလေနော်ဒါဒီတိုင်းကြည့်လိုက်တာနဲ့ဒီမှာ self discovery ဆိုတဲ့အဓိပ္ပာယ်ကအပေါ်ယံလေးလို့ဆိုတာမဟုတ်ဘူး self discovery ဆိုတာ in depth သွားမှာနည်းသွားမှာကိုယ့်ရဲ့အားသာချက်ပါလဲကိုယ့်ရဲ့အားနည်းချက်ပါလဲကိုယ့်ရဲ့အကြောက်တရားပါလဲကိုယ့်ရဲ့စိတ်မလုံခြုံမှုပါလဲကိုယ့်ရဲ့စိတ်ဒဏ်ရာတွေကဘာတွေလဲကိုဘယ်လိုစိတ်ဒဏ်ရာတွေရှင်ဘယ်လိုခံစားချက်ဖြစ်လဲကိုဘယ်လိုစိတ်ခံစားချက်တွေရှင်ကိုဘယ်လိုခံစားချက်တွေနဲ့ပျော်ရွှင်တယ်လဲနော်ကိုကဘယ်လိုသူမျိုးလဲကိုကဘယ်လိုစိတ်ရှိတဲ့သူမျိုးလဲကိုမှဘယ်လိုအားနည်းချက်တွေရှိနေတယ်လဲကိုမှဘယ်လိုအားသာချက်တွေရှိနေလဲဒါတွေကိုရှာဖွေရမှာနေရာတစ်ခုမှထိုင်စာအုပ်တအုပ်ယူစာတစ်ကြောင်းပေါ်လာဖို့ဥမာကိုယ့်အကြောက်တရားတစ်ခုကိုဖော်ထုတ်နိုင်ဖို့အတွက်24နာရီကြာမလားတစ်လကြာမလားဘယ်လောက်ကြာဒါပေမဲ့စာအုပ်ထဲမှာခြာရေးပြီးအကြောင်းအရာဖော်ထုတ်မယ်ကို့မှာဘာအကြောက်တရားတွေရှိနေလဲဆိုတော့အကြောက်တရားတစ်ခုရဲ့အတွက်ဒီစီကိုရပ်ပေါင်း30ဖော်ထုတ်အောင်မယ်ဆိုရင်တော့ဖော်ထုတ်မယ်ဒီစီကိုဒါပေမဲ့ကိုယ့်အကြောက်တရားဘာလဲတော့သိအောင်လုပ်မယ်ကိုယ်စိတ်မလုံခြုံမှုဘာလဲတော့သိအောင်လုပ်မယ်ပြီးအဲ့ဒါတွေသိမှဒီစီကအဲ့ဒီအရာတွေကို healing လုပ်နိုင်မှာအဲ့ဒါတွေမသိဘဲနဲ့ဒီစီကဘာလို့သွားပြီး healing လုပ်မှာလဲဘာမှကိုအကြောက်တရားပါရှိလဲလည်းမသိဘူးအဲ့တော့ဘယ်နေရာမှာသွားပြီးကုစားခြင်း energy ကိုပေးမှာလဲတန်ရတစ်ခုရတယ်ဟုတ်ပြီလက်မှာတန်ရရှိရဆိုမှဆေးကိုအဲ့ဒီလက်မှာထည့်မှာဘယ်နေရာမှာတန်ရရှိလို့ရှိမှမသိဘဲနဲ့ဆေးပဲရှိတယ်ဘယ်နေရာမှာထည့်မှာမရဘူးလေ right အဲ့တော့တန်ရကိုအရင်ရှာဖွေရမယ်အားနည်းချက်တွေအရင်ရှာဖွေရမယ်ရှာဖွေပြီးတော့အဲ့ဒါကိုကုစားရမှာအဲ့တော့လူတွေကဘာဖြစ်လာကြလဲဆိုတော့အကြောက်တရားတစ်ခုတော့ဘယ်သူမှထိုင်ပြီးတော့စာအုပ်ထဲမှာချရေးပြီးတော့ငါအကြောက်တရားပါလဲဆိုတော့ရက်30တိတိဘယ်သူမှစိတ်ရှိနဲ့စောင့်ပြီးတော့ဘယ်သူမှစိတ်မရှိဘူးဒါဒီတာမန်အားဖြစ်ဒီစီတာမန်အားဖြစ်ပြောတာဘ
တချို့စိတ်ရှိနဲ့ရေးနိုင်တဲ့သူတွေလည်းရှိမယ်ဒီစီဆိုတော့စိတ်ရှိနဲ့ရေးနိုင်တယ်ဒါတော့ဒီရောတချို့ကစိတ်မရှိဘူးငါအကြောက်တရားတစ်ခုတော့ပဲစဉ်းစားဖို့ရ30လောက်ဆောင်းအောင်မဆိုမှ twin flame ကငါ့ကိုမရွေးချယ်ပဲတခြားလူရွေးချယ်သွားပြီလို့တော့မို့ငါနဲ့ငါရဲ့ twin နဲ့ကျွန်တော်ပို့ဝိုင်းပြီးတော့တွေးမှာပဲလေဒါတွေးမှာပဲဒါ human brain negative ကိုစတွေးမှာပဲဘာလို့လဲဆိုတော့လူတွေရဲ့အုံနောက်ဒီ negative ကိုစတွေးရ positive ကိုဘယ်တော့မှမတွေးဘူးအကောင်းတွေဖြစ်နေပြီဆိုရင်တော့လေလူတွေကဒါတော့အကောင်းတွေဖြစ်နေရတာဘာကြောင့်လဲငါဘွားရတယ်မတစ်ခုခုတော့တစ်ခုခုပဲအဲ့လိုတွေးမှာဆို human brain ကိုကအဲ့တော့တွေးမှာပဲ negative ဒါကိုလက်ခံတယ်လက်တွေးမှာပဲဒီလိုလူသားတွေတွေးမှာပဲ negative နော်ဒါပေမဲ့ positive တွေးနိုင်အောင်လုပ်နိုင်တာကလေဒီစီတို့ဒီလူသားတွေပဲလုပ်နိုင်တာအဲ့တော့အကြောက်တရားတစ်ခုကိုရက်30တိအချိန်ပေးပြီးတော့ဘယ်သူမှထိုင်ပြီးငါကြောက်တရားပါလဲဆိုတော့ထိုင်ပြီးတချို့စိတ်ရှိနဲ့စဉ်းစားနိုင်သူရှင်တချို့စိတ်မရှိဘူးစိတ်မရှိတဲ့လူတွေကြတော့ဘာလို့စိတ်ရှိတဲ့လူတွေကထိုင်ပြီးတော့စဉ်းစားလို့ရတယ်ဒါကိစ္စမရှိဘူးတကယ်တော့တယ်စိတ်မရှိတဲ့သူတွေကလည်းတော်တယ်နော်ဘာလို့ကောင်းခြင်းဆိုးခြင်းရဲ့နောက်ွယ်မှာကောင်းခြင်းတွေအများကြီးရှိတယ်အဆိုးတွေကနေအကောင်းမြင်အောင်ကြည့်မယ်အကောင်းထဲမှာလည်းအကောင်းအောင်ပြန်ကြည့်မယ်အများကြီးရှိလေနော်ဆိုတော့လူတိုင်းကတော်တယ်အဲ့တော့စိတ်မရှိတဲ့လူတွေကလည်းဘာလုပ်ကြမလဲတွားကြမှာပဲ counselor တွေ healer တွေစီဘယ်သူမှမဆိုတွားမှာပဲဒါအောင်ညှင်းဆန်လို့မရအောင်ဒါဒီအမှန်တရားကိုလက်ခံရမယ်တွားမှာပဲကျမအကြောက်တရားတွေကဘာတွေလဲကျမသိကျင်တယ်ကျမကိုကျမနည်းနည်းရှာဖွေကျင်တယ်ကျမရဲ့အတွက်ဘာတွေတင်ယူရမလဲကျမဘယ် package မရမလဲမေးမှာပဲလေအဲ့ခါကျတော့သူတို့အကြောက်တရားတွေသူတို့ကရက်ပိုင်းအတွင်းမှာမိနစ်ပိုင်းအတွင်းမှာပေါ်လာအဲ့ reader ကဖြည့်ပေးလိုက်တယ် right ဟုတ်ပြီအဲ့တော့အကြောက်တရားတွေကိုအဲ့လိုမျိုးတော့မမေ့ချင်တဲ့လူတွေကထိုင်ပြီးစဉ်းစားလို့ရတယ်တချို့ချက်ချင်းစဉ်းစားပြီးတော့ပေါ်လာတယ်လည်းရှိနိုင်တယ်တချို့မပေါ်လာဘူးဆိုလည်းရက်နဲ့ချီပြီးသွားမလားလားနဲ့ချီပြီးသွားမလားဒါကိုယ်ရွေးချယ်ချက်ပုံမူတည်တယ်အဲ့တော့အဲ့ဒီအကြောက်တရားတွေအဲ့ဒီဘယ်ပိုင်းကိုပူစားရမလဲဆိုတာသိလားအဲ့အကြောက်တရားဆိုတဲ့ခေါင်းစဉ်ကိုခဏဖယ်ပြောဘယ်ပိုင်းကိုပူစားရမလဲဆိုတာကိုသိလာတဲ့အခါမှာဒီစီက healing process တစ်ခုခုကိုမိဝဲပြီးတော့ဥမာငါ chakra healing လုပ်ပြီးတော့ဘယ်ပိုင်းကိုပူစားနော်မငါ forgiveness ritual တစ်ခုခုလုပ်ပြီးတော့ငါဘယ်ပိုင်းကိုပူစားမယ်နော်အဲ့လိုမျိုးသိလာမှာလေကိုကဘယ်အနာကိုဘယ်လိုဆေးထည့်ရမလဲမသိပဲနဲ့ဆေးပဲထည့်ဖို့စဉ်းစားမယ်ဆိုဘယ်ဟိုသွားပြီးတော့ဒီလိုဆေးထည့်မှာလဲနော်အဲ့ဒါပဲအနာတိမှဆေးရှိမှာအနာတိတာမဟုတ်ဘူးနော်အဲ့လိုမျိုးပြီးတော့အနာကလည်းဒီအနာကကိုယ့်ရဲ့အမှန်တကယ်အနာလားဆိုတာသိဖို့လိုတယ်တချို့ကအနာတခြားဆေးတခြားဖြစ်နေတတ်တယ်ထည့်နေဆေးရတော့ forgiveness ကြီးထည့်တာအမှန်အနာအမှန်မဟုတ်အနာတခြားပိုင်းနဲ့ပတ်သက်ပြီးအနာတော့ရှိတယ်အဲ့လိုတွေများစွာရှိတတ်တယ်ဆိုတော့အဲ့နေရာလေးမှာတော့နည်းနည်းကိုယ်ကရွေးချယ်ချက်လုပ်ရမယ်ကိုဘာလုပ်တင်တယ်လဲကိုဘယ်လမ်းကြောင်းရွေးချယ်တင်တယ်လဲနော်ကိုဒီတရားရောက်ရဲ့အကူအညီနဲ့သွားမလားဒီကြနေဦးတော့ကိုဟာနဲ့ကို own idea နဲ့သွားမလားဒါကိုရဲ့ရွေးချယ်မှုဘယ်ရွေးချယ်မှုပဲလို့အဲ့ရွေးချယ်မှုလုပ်တဲ့သူတိုင်းကိုဒီစီကတကယ် respect ပေးတယ်တကယ် respect ပေးတယ်တကယ် congrats လုပ်တယ်မင်းရွေးချယ်လိုက်တဲ့အကောင်းဆုံးရွေးချယ်မှုပဲ right okay ဆိုတော့ရွေးချယ်မှုပြုလုပ်ပြီးပြီဆိုရင်ကိုပဲတရားကုစားရမလဲတည်သွားပြီဆိုရင်တရားကုစားဖို့အတွက်ကိုဆေးရှာရတော့မယ်အဲ့တော့ဘာဆေးသုံးရမလဲ7 chakra healing လုပ်ပြီးတော့ငါတရားကုစားရမှာလားဒါမှမဟုတ် forgiveness ritual တစ်ခုခုလုပ်ပြီးတော့ငါတရားကုစားရမှာလားဒါမှမဟုတ်ငါမှာက masculine တို့ feminine တို့အဲ့ဒီ energy ဘိုင်းတွေမှာငါတရားတွေတစ်ခုစားရမှာလားဒါမှမဟုတ်ငါရဲ့ဒီ past life နဲ့ပတ်သက်တဲ့တရားတွေကိုတွားပြီးကုစားရမှာလားနော်ဒါမှမဟုတ်ရင်ငါဘဝမှာရှိခဲ့တဲ့family trauma တွေ family karma တွေကိုကုစားရမှာလားအဲ့ဒီအပိုင်းတွေသိပြီဆိုအဲ့ဒီအပိုင်းတွေနဲ့သက်ဆိုင်တဲ့ healing process တွေမှီဝဲရမယ်အဲ့တော့ဒီစီက healing process တစ်ခုကိုမှီဝဲတော့မယ်ဆိုရင်လေ့လာရတယ် healing process တွေကအလိုနေတော့ဆိုပြီးကိုရှုမကြပါဘူးအဲ့အတွက်နီးလန်းရှာပြီးရနီးလန်းရှာပြီးရကနည်းနည်းတော့ခေါင်းကိုက်တာပေါ့နော် YouTube မှာရှာမယ် Google မှာရှာမယ် Facebook မှာရှာမယ် Instagram မှာရှာမယ် Telegram မှာရှာမယ်ရှာနိုင်တဲ့လောက်ရှာမယ် information တွေစုမယ်ကိုယ့်အတွက်ပဲ healing ကအဆင်ပြေမလဲစုပြီးတော့ဒီစချာလေးလုပ်သွားမယ်အဲ့တော့ information တွေရှာလို့အဆင်မပြေဘူးဆိုရင်ကိုယ်ယုံကြည်တဲ့ best healer စီမှာဘယ်မဆိုဘာလုပ်ရမလဲဘယ်နီးလန်းသုံးရမလဲဆိုတာကိုယုံကြည်ရတဲ့ healer စီမှာမေးနော်ဒီစီကတည်းကတခါလေးကြိုပြောထားမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီစီက Twin Flame Reunion Class တွေ Twin Flame Master Class တွေအဲ့လိုသင်တန်းတွေဖွင့်ထားလို့ဒီစီက healing ကိုအဲ့တခြား healer စီမှာကလုပ်လို့ပြောဆိုအဲ့လိုဒီစီကပြောရမှာပဲ။ဘာဖြစ်လို့လဲဆိုတော့တချို့ကနီးလန်းနေလိုက်မရှာခြင်းတဲ့လူတွေအများကြီးပဲရှိတယ်။တချို့ကရှာခြင်းတဲ့လူရှိတယ်။တချို့ကနီးလန်းအများကြီးမရှာခြင်းတော့ healer ကြောက်စီသွားမယ်သင်တန်းတက်မယ်အဲ့ဒီတိုင်းလုပ်မယ်။တချို့ကအဲ့လိုတွေအများကြီးရှိရလေ။လူတွေကတမန်ကြောက်ကိုစိတ်နဲ့ပဲတမန်တက်နိုင်လို့မရအောင်။အဲ့တော့အဲ့လိုသူတွေအတွက်ဒီစီတို့ကပြောပြရတယ်
နော်အဲ့ဒါလေးကိုဒီစီဒီမှာသိစေချင်တာ okay healing process မိဝဲပြီးဆိုဘာလုပ်မလဲဆိုတော့တတိယအချက်ကဒီစီဒီ focus ဒီ life purpose ပေါ် focus ထားလိုက်ပြီး healing ပေါ် focus ထားလိုက်ပြီး twin ပေါ်မှာအာရုံစိုက်လို့ဒီစီတစ်ခုမှမပြောခဲ့ဘူးနော်အဲ့လို healing တွေလုပ်နေစဉ် life purpose ပေါ်မှာရှောက်လန်းစဉ်မှာကိုယ့်ရဲ့ intuition ကတနည်းပြောရင်ကိုယ့်ရဲ့ inner voice ဆိုတာဘာလဲနှလုံးသားရဲ့စကား soul ရဲ့စကားအုံနောက်ကစကားမဟုတ်နော် soul နှလုံးသားလာတဲ့စကားသူကနော်ကိုယ့်ရဲ့နှလုံးသားလာတဲ့စကားနော်သူကညီမလေးတို့မောင်လေးတို့ကိုအကိုကြီးတို့အန်တီတို့ကိုနော်ကြောပါဘာဆိုဒီစီတဲ့အသက်ကြီးရဲ့သူတွေအသက်ငယ်တွေပါနိုင်တယ်လीနော်အဲ့တော့ twin flame ကိုမင်းဒီအချိန်မှာ message ပို့တင်တယ် twin flame ကိုမင်းဒီအချိန်မှာဖုန်းခေါ်တင်တယ် twin flame စီကိုမင်း action ယူတင်တယ်အဲ့လိုမျိုးနှလုံးသားကအဲ့ဒီလူတွေကို life purpose ပေါ်မှာအာရုံစိုက်နေစဉ် healing ပေါ်မှာအာရုံစိုက်နေစဉ်နှလုံးသားကအဲ့လိုလုံဆော်ရဲဆိုရင်စာတပို့လို့ရပါတယ် action ယူလို့ရပါတယ်နှလုံးသားကပြောမှာမပြောရင်ဘာမှလုပ်ဖို့မလိုပါဘူး twin flame journey မှာတခုတော့ဒီထားမှာက healing တွေပဲလို့ life purpose ကိုပဲရှောက်လန်းပြီးတော့ union ဖြစ်သွားတဲ့သူတော့မရှိဘူးဆိုတော့တနည်းမဟုတ်တနည်းနဲ့ life purpose ပေါ်ရှောက်လန်းနေစဉ် healing လုပ်နေစဉ်မှာ intuition ကလမ်းပြပေးတယ်ထို့သူစီဘယ်လို action ယူထို့သူစီဘယ်လို message ပို့ဆိုတာလမ်းပြပေးတယ်တေချာ healing ကိုပြီးွယ်လို့ဆိုသိတယ်လမ်းပြပေးတယ်အဲ့ချာ action ယူရုံပဲနော် action ယူလိုက်ရုံပဲဒါပေမဲ့တခုသိထားမှာကကိုနဲ့ကိုရဲ့ twin နဲ့ကြားထဲမှာ third person main ကလေးဖြစ်စေ third person ယောက်ျားလေးဖြစ်စေရှိနေရင်တော့ကိုတန်ဖိုးထားတဲ့အနေနဲ့ boundary တခု set လုပ်ပြီးနေရမယ် boundary ဆိုတာဘာလဲဆိုတော့ခြံစည်းရိုးတခုလို့မြင်လိုက်ပါ twin flame ရဲ့အိမ်နဲ့လည်းငါမဝင်ဘူးငါအိမ်နဲ့လည်း twin flame မဝင်လာနဲ့ဘာလို့လဲဆိုတော့သူနဲ့ငါနဲ့ကြားမှာတခြားသော main ကလေးတခြားသောယောက်ျားလေးရှိတဲ့အတွက်ကြောင့်ငါကငါစနိုက်လည်းမဖြစ်ချင်ဘူးစနိုက်ကြော်မလည်းမဖြစ်ချင်ဘူးစနိုက်ကြော်တဲ့ယောက်ျားလေးလည်းမဖြစ်ချင်ဘူးစနိုက်ကြော်တဲ့ main ကလေးလည်းမဖြစ်ချင်ဘူးအဲ့အတွက်ငါကငါတန်ဖိုးထားတဲ့အနေနဲ့ငါသူ့ကိုသွားပြီးစကားမပြောဘူးငါသူနဲ့သွားရင်မပတ်သက်ဘူးငါ union လို့စင်တယ်ဒါပေမဲ့ငါပဲအာရုံထားမယ် right အဲ့လိုလေးနေမယ်လေအဲ့လိုလေးနေလို့ရတယ် twin flame journey ကဘယ်သူ့ကိုစနိုက်ကြော်ဆိုပြီးမတင်ပေးဘယ်မိန်းမရဲ့ယောက်ျားကိုခိုးဘယ်ယောက်ျားရဲ့မိန်းမကိုခိုးဆိုတော့မတင်ပေး boundary set လုပ်ဖို့တင်ပေးတယ်ကိုတန်ဖိုးထားဖို့တင်ပေးတယ်okay အဲ့ဒါလေးကိုနားလည်ဖို့လိုတယ်လိုအပ်တဲ့အချိန်မှာ boundary set လုပ်ရတယ်ကိုတွင်ကိုစီကပတ်စံတွေပဲတောင်းတယ်ကိုကဘာမှသူစီရမရကိုပတ်စံပေးလဲသူကကိုတန်ဖိုးမထားဘူးဆိုတော့တွားလေတွင်းမကလို့ဘာပဲဖြစ်နေပါစေသူ့ကိုချစ်တာပဲဒါပေမဲ့ကိုတန်ဖိုးကြလာရဆို boundary တစ်ခု set လုပ်လိုက်ခြံစည်းကိုကလိုက်ထပ်မကူညီနဲ့ကိုတန်ဖိုးသိတယ်ကိုကျေးဇူးတော့ commitment မပေးပေမဲ့လည်းကိုကျေးဇူးသိရဆိုရင်ဒီလိုကိုကူညီရတာကိုကြပြဿနာမရှိဘူးလေဟုတ်လားအဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးလေးတော့မာဒီစီတော့နော်အဲ့ဒီအချက်လေးလိုတယ်ပေါ့ twin flame journey ကိုရှောက်မှာဆိုအဲ့ဒါလေးညှိဝဲဖို့လိုတယ်အိမ်မက်တွေရတာရှိနိုင်တယ် twin flame journey မှာ healing လုပ်လေနဲ့ကို energy တွေကျသွားတာရှိနိုင်တယ်အဲ့ဒါတွေကတော့လာမှာပဲဘာလို့ဆို mirror ပြတဲ့သဘောတွေအများကြီးရှိတယ်ကို twin ကကို healing လုပ်ရင်နဲ့ကိုထပ်ပြီးတော့ healing လုပ်စီခြင်းသူ့ဘက်ကကိုနာကျင်မှုတွေတစ်ခုပြီးပြီးတော့ mirror ပြလိမ့်မယ်တစ်ခါကျအဲ့ဒီအရာကို mirror ပြနေအောင်နားလေပြီးတော့ဘယ်ပိုင်းကိုကူစားဖို့လို့လဲထပ်ရှောက်ပြီးထပ်ပြီး healing လုပ်အဲ့ဒါပဲအဓိကသိရမှာကိုနဲ့သူနဲ့ကြမှာ past life နဲ့ပတ်သက်တဲ့ karmic pattern ရှိရလားဒီဘဝနဲ့ပတ်သက်တဲ့ karmic pattern ကများနေရလားအဲ့ဒါလေးတွေနည်းနည်းသိရမယ်ဒီ journey မှာ union ညဖို့ပဲຢာတွေကအတားအဆီးတွေလဲဆိုတာတော့သိရမယ်အတားအဆီးတွေကိုတော့ရှာဖွေရမှာပေါ့နော်အဲ့လိုလေးတွေရှိတယ်ဒါဒီစီရဲ့ experience အရာဒီစီရှောက်ခဲ့တဲ့အတိုင်းကိုပြောနေတာနော်အဲ့တော့ unconditional love life purpose ပေါ်လဲရှောက်လန်းနေ healing လဲလုပ်တယ်ဆိုရင် unconditional love ကအလိုလိုနင်းကိုရှိလာမှာပဲအဲ့ဆိုကို twin ပေါ်မှာ unconditional love ကဘယ်လိုထားမှာလဲဒီစီမနေ့ကဒီစီ fortune page မှာဒီစီ post လေးတစ်ခုတင်ပေးထားအဲ့ဒါလေးလည်းတော့ဖတ်ကြည့်လို့ရတယ် union ညဖို့ဘာလုပ်တယ်လဲဆိုတာလေးပေါ့နော်ဖတ်ကြည့်လို့ရတယ်အဲ့မှာပြောထားတယ်ကို twin ပေါ်မှာ unconditional love နဲ့ချစ်မယ်ဆိုရင်သူ့ပေါ်မှာဘာမျှော်လင့်ချက်မှမပါပဲချစ်တကယ်ဒီစီမလဲဒီစီချာနေပါတော့ဒီစီ twin ကို Telegram ကနေစာတပို့နေကောင်းလားဘာတွေလုပ်နေလဲအဆင်ပြေရဲ့လားစာတပို့တော့ဒီစီ twin ကပြောရမယ်ဆိုရင်တချို့တော့စကားတွေမှာ तू ကဒီစီကိုခက်မမာနဲ့ခက်ထန်ထန်နဲ့စကားကိုပြောတယ်နော်စကားကိုပြောတယ်ကိုလိုကလန်နေပြောတယ်ဒါပေမဲ့ तू ပြောတဲ့စကားတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ညီငါ့ဘော်ပဲအာယုံမဆိုင်နဲ့ညှော်လင့်ချက်တွေအယမ်းမထားနဲ့ညှော်လင့်ချက်တွေထားရင်နာကျင်ရလိမ့်မယ်တဲ့
အဲ့တော့ကတော့နားမလဲအော်သူကငါနဲ့မပေါင်းစည်းချင်လို့လို့ပြောတာငါနဲ့သူနဲ့ဇန်ရရေးချင်းမရှိနိုင်တော့လို့ဖြစ်မဲ့အဲ့လိုတွေးခဲ့တယ်ပေါ့နော်ဒါပေမဲ့ healing တွေလုပ်ပြီးတဲ့နောက်ပိုင်းမှာဘာသိလာခဲ့လဲဆိုတော့ဟုတ်တယ်သူ့ပေါ်မှာမျောလင်းချက်မထားနိုင်ဆိုတဲ့အတိတ်ကမင်းကပေါ်မှာဘာမျောလင်းချက်မှမပါပဲချစ်ဆိုတာကိုရင်နှောင်းလိုက်တာပဲ unconditional love ကအဲ့ဒီအချိန်မှာရှိလာမှာသူ့ပေါ်မှာဘာမျောလင်းချက်မှမပါမှပဲမောင်မအောင်မမောင်ဖြစ်လို့ဒီစီကိုချင်နိုင်မှာဆူဆူဖြစ်လို့ချင်နိုင်မှာအဲ့တော့မျောလင်းချက်တွေလွတ်ချပြီးချစ်ဆိုတော့မျောလင်းချက်တွေမပါပဲဒီလူကိုချစ်နိုင်သွားပြီဒီလူစီကဘာမှမျောလင်းချက်မရှိတော့ဆိုအဲ့ဒီကအရင်အေးချမ်းတယ်အတိုင်းစားမရှိချစ်လိုက်တာပဲသူငါမင်းကိုမင်းဖြစ်နေလို့ချစ်တယ်ဆိုတဲ့ energy ကိုရောက်သွားလိုက်မယ်အဲ့ဒါလေးပဲလို့အောင်ပါအဲ့ဒါကို twin flame journey ကဘာလို့ခက်ခဲနေရလဲဟုတ်တယ်နာကျင်မှုတွေရတယ်ဒါပေမဲ့ဒီနာကျင်မှုတွေကိုဖြတ်ကျော်ရတဲ့တတိရှိရဆိုမခက်ခဲဘူးနာကျင်မှုတွေရတယ်မှာလွယ်လွယ်နဲ့အရှုံးမပေးဘူးဆိုအဲ့ဒီသူတို့ twin flame journey ကမခက်ခဲဘူးနော်ကို third party တွေနဲ့လိုက်မရှင်ကြည့်ဘူးဆိုရင်အဲ့ဒီ journey ကမခက်ခဲဘူးကိုပဲလေ third person က third person ပဲလေကိုကြော်ရွှင်မှုပေးနိုင်တဲ့တနေ့ကိုအချစ်စစ်ပေးနိုင်တဲ့တနေ့ twin စီကအဲ့ဒါရလိမ့်မယ် twin ကိုအချစ်စစ်ပေးမှ twin ကိုကြော်ရွှင်မှုတွေပေးနေမှသူစီကအဲ့ဒါတွေရမှာမဟုတ်ဘူးကိုအချစ်စစ်ပေးကိုကြော်ရွှင်မှုပေးတဲ့နေ့သူစီကနေပြီးတော့ချစ်ချင်းကြတာတွေကိုရလိမ့်မယ်အဲ့ဒါလေးပဲဒီစီပြောချင်တာအဲ့လောက်ပဲ twin flame ကြနေနဲ့ပတ်သက်ပြီးဘာလုပ်တယ်လဲဆိုအဲ့ဒါလုပ်တယ်အဲ့ဒါပဲရိုးရှင်းလေးပဲအဲ့ဒါကိုခက်ခဲကြီးတွေသုံးနှုန်းပြီးပြောချင်လွယ်လေးပဲရိုးရှင်းလေးပဲသွားတာဘာမှခက်ခဲလမ်းညွှန်မှုတွေမပြောထားဘူးဘယ်လမ်းကြောင်းတွေသွားလို့ရဆိုတာလဲ option တွေအနေနဲ့အများကြီးပြောထားတယ်ဒါကိုရွေးချယ်မှုတွေပဲအရာအလုံးတွေနောက်က twin flame journey မှာငါကတော့ healing တွေလုပ်နေတယ်သူနဲ့ union ညလည်းဖြစ်တယ်မရလည်းဖြစ်တယ်ကန်ကငါတို့ညောက်ပိုင်းတွေးဆောင်ပေးမယ်ပါညာကန်ပါလို့ပဲတွေးဆောင်ပေးရလိမ့် twin နဲ့အဲ့ဒါကိုဘာလို့ကန်ပိုင်တွေးဆောင်ပေးမယ်ဆိုစကားကိုထပ်ပါဘလို့ပြောနေတာလဲတော့မသိဘူးကန်ပါလို့ပဲတွေးဆောင်ပေးရလိမ့် universe ကကိုနဲ့ကိုရဲ့ twin ကိုတွေးဆောင်ပေးလို့လဲ separation တွေဖြစ်နာခြင်းမှုတွေရအဲ့လိုတွေမဟုတ်ဘူးလားအဲ့တော့ union ကိုကရွေးချယ်မှာကိုရဲ့ twin ကရွေးချယ်မှာနော် same soul ဖြစ်တဲ့အတွက်ကိုဆိုက union ကိုရွေးချယ်လိုက်ပြီး union ဖြစ်နေပြီဆိုတဲ့စိတ်နဲ့နေရ union ကိုလိုချင်တယ်ဆိုတဲ့အရာဖြစ်မှာပဲကို twin ကလည်း union ကိုရွေးချယ်မှာကိုကunion ရလည်းဖြစ်တယ်မရလည်းဖြစ်တယ်ဆိုသူမရွေးချယ်ဘူး union ကိုသူကိုယ်တိုင်လည်းကိုနဲ့ပတ်သက်ပြီးဘာလို့လုပ်ရမလဲမသိဘူးဖြစ်နေမယ်အဲ့တော့ကိုရဲ့ soul ကရွေးချယ်ချက်လည်းလုပ်ဖို့လိုတယ်ငါလေးတင်ရပြီဒီစီကျန်တာဘာမှမပြောချင်တော့ဒါဒီလောက်လေးသိပြီဆိုရပြီအဆင်ပြေပြီကျန်တဲ့ဘာတစ်ခုမှမပြောချင်ဘူးဆိုတော့အဲ့လောက်ပဲအားလုံးလည်းဒီနေ့ဒီ podcast လေးမှာအားလုံးအရေးကြီးတဲ့ message တွေအရေးကြီးတဲ့ clarity တွေရမယ်လို့ဒီစီမျှော်လင့်ပါတယ်ဆိုတော့နောက် video လေးမှာဒီစီပြန်တွေ့မယ်နောက် video တွေမှာတော့ဒီစီ reading လေးတွေသင်ပေးဖို့ရှိရယ် reading အသစ်လေးတွေနဲ့ဒီစီကိုပြန်လည်ဆုံတွေ့ကြပါမယ်ရှင်အဲ့တော့ဒီစီရဲ့ဒီ video လေးကိုအဆုံးထိနားထောင်ပေးသူတဦးတယောက်ချင်းစီကိုဒီစီကနေအများကြီးကျေးဇူးတင်ပါတယ်ရှင်အများကြီးကျေးဇူးတင်ပါတယ် lots of love from Daisy